TikTok အကောင့်ကိုဂျပန်အကောင့်ဖွင့်ပြီးဝင်ငွေရှာခြင်းနဲ့ဆိုရင်တော့အခုပြပြမယ်နီလန်အတိုင်းလိုက်လုပ်လို့ရပါတယ်ရှင်။ TV သားလူတွေကတော့ကြော်တော်လိုက်ပါရှင်။မပြီးသေးတဲ့လူတွေအတွက်ညဝေပေးလိုက်ပါတယ်ရှင်။ များပြထားတဲ့နေရာကိုနှိပ်ပါရှင်။များပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်။ကိုကဂျပန်အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာဂျပန်လို့ရေးရှာလိုက်ပါရှင်။အခုလိုမျိုးပေါ်လာရင်နှိပ်လိုက်ပါရှင်။ဒီနေရာမှာဂျပန်လို့ပြောင်းသွားပြီဆိုရင်အကောင့်ဖွင့်လို့ရပါပြီရှင်။အကောင့်တစ်ခုဖွင့်လိုက်ပါရှင်။အကောင့်တစ်ခုဖွင့်လို့ရပြီဆိုရင်တော့အကောင့်ထဲကိုဝင်လိုက်ပါရှင်။ပြီးရင်ရပြထားတဲ့နေရာကိုနှိပ်ပါရှင်။ရပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်။ရပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်။ရပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်။ဒီနေရာမှာဒီလိုမျိုးဂျပန်လို့ပေါ်နေရင်ဂျပန်အကောင့်တစ်ခုဖွင့်လို့ရသွားပါပြီရှင်။